မင်္ဂလာပါမျိုးစင်ပါမနေ့ပြန်ဇူလိုင်လ9ရက်မနေ့ပိုင်းမှာရှင်ပြန်ကစားသွားကြမယ်ကျွန်တော်တို့ဒါ round of 16ပွဲစဉ်နှစ်ပွဲရှိပါတယ်တပွဲကတော့တနာရီခွဲမှာကန်မဲ့ပေါ်တူဂီနဲ့စပိန်ကန်မဲ့ပွဲပါနောက်တစ်ပွဲကတော့အင်ရှင်အမေရိကန်နဲ့ဘယ်လ်ဂျီယံတို့ကန်မဲ့ပွဲပါအဲ့ပွဲကတော့6နာရီခွဲအချိန်မှာကန်မှာဖြစ်ပါတယ်အဲ့ပွဲနှစ်ပွဲရဲ့အကြောင်းကိုခံမှန်းသုံးသပ်ချက်လေးပြုလုပ်သွားမှာဖြစ်ပါတယ်အခုပြောမယ့်အကြောင်းအရာအကုန်လုံးဒီကျွန်တော်တယောက်တည်းရဲ့တည်တဲ့အမြင်သာဖြစ်ပါတယ်ဆိုတော့စလိုက်ရအောင်ပထမပွဲဖြစ်တဲ့ပေါ်တူဂီစပိန်ဥရောပရဲ့အင်အားကြီးအသင်းနှစ်သင်းကဒါ16သင်းအဆင့်ရှုံးထွက်အဖြစ်ဒီနေရာမှာလာတွေ့နေတာဖြစ်ပါတယ်ဆိုတော့ဖောင်အားဖြင့်ဆိုရင်ပေါ်တူဂီကလည်းကျွန်တော်တို့ဒီအရန်ကြီးကောင်းနေတဲ့နေရာမှာမရှိဘူးစပိန်ကတော့ဖြည်းဖြည်းချင်းဖောင်ကောင်းနေတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရမယ်ဒီနေရာမှာပေါ်တူဂီထက်စားလို့ရှိရင်စပိန်ကပိုမိုအလားအလာကောင်းတဲ့အသင်းလို့ကျွန်တော်တို့မြင်ပါတယ်သို့တော့ဘောလုံးမှာဘာမှမဆိုဖြစ်သွားနိုင်ပါတယ်ကျွန်တော်တို့ဒါ history လေးတွေပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါ၄ပွဲကန်တဲ့အနေအထားမှာပေါ်တူဂီက၈ဂိုးရပြီးတော့ကျွန်တော်2ဂိုးပြန်ပေးထားရပါတယ်တစ်ဖက်ကစပိန်ကတော့ကျွန်တော်ဒါ၄ပွဲကန်အနေအထားမှာရာဂိုး၈ဂိုးရှိပြီးတော့ပေးကိုလုံးဝမရှိတဲ့အသင်းမှာဆိုတော့ခံစစ်အပြင်ကြစ်လိုက်တဲ့အနေအထားမှာရှိတယ်လို့ကျွန်တော်တို့ဒါသုံးသပ်လို့ရမယ် quality မြင့်တဲ့ကစားသမားတွေအများကြီးပိုင်ဆိုင်တယ်လို့ပေါ်တူဂီမှာလည်းထုံနည်း၎င်းပဲ quality မြင့်တဲ့ကစားသမားအများစုကိုပိုင်ဆိုင်ပါတယ်သို့တော့ကျွန်တော် play style အပြင်စပိန်ကပိုတာတယ်လို့ကျွန်တော်တို့ပြောလို့ရမှာပါကျွန်တော်တို့စပိန်မှာကျွန်တော်ဒါတိုက်စစ်ဖြစ်တဲ့ Orazabal ကျွန်တော်နောက်ချန်လူဖြစ်တဲ့ကျွန်တော်ဒါဒန်နီအိုမိုညာဘက်ချက်မှာလမိုင်းဂျမဲတို့လိုကစားသမားရှိမှဖြစ်တယ်လို့ကျွန်တော်ကွင်းလယ်မှာကောင်းကောင်းကြီးပတ်စင်နဲ့ပေးနိုင်တဲ့ဘက်ထရီရိုဒီအတွက်ရှိမယ်ကျွန်တော်ကန်စစ်တန်းမှာဆိုရင်ကျွန်တော်တို့ဒါလပေါ်နဲ့ကျွန်တော်ဒါဘာစီလိုနာရဲ့လူငယ်လေးဖြစ်တဲ့ကျွန်တော်ဒါပေါ်ကူဘာစီကရှိပါမယ်ဆိုတော့ကျွန်တော်တို့ဒါစပိန်ရဲ့လူဝင်အားကတော့ကျွန်တော်ဒါယူရို2024ရထားတဲ့လူစရင်းကိုအပြောင်းလဲအနှဲငယ်သာလောက်ထားတာကိုကျွန်တော်တွေ့ရမှာပါဆိုတော့စပိန်ရဲ့လူစင်းကလည်းကျွန်တော်ဒီဒါကြောက်စရာကြီးလို့ကျွန်တော်ပြောလို့ရပါတယ်တစ်ဖက်ကပေါ်တူဂီကလည်းအဲ့ထက်မတာဘူးဆိုရင်တော့အဲ့ထက်မနေတဲ့လူစင်းကိုပိုင်ဆိုင်ပါတယ်ကျွန်တော်တိုက်စစ်မှာခရစ္စတီယာနိုရိုနယ်ဒိုလို့ကျွန်တော်ဒါဝါရင်တိုက်စစ်မှုကိုဂုတ်တီအားကိုနေရဆဲပါကျွန်တော်အရန်မှာတော့ဂွန်ဂါလိုရာမို့ရှိပါမယ်ကျွန်တော်နောက်မှာဆိုရင်ကျွန်တော်ဒါဘရူနိုဖာနန်ဒက်စ်ဗီတင်ညာဂျာအိုနီဘက်စ်လို့ကစားသမားကိုပိုင်ဆိုင်တယ်လို့ကျွန်တော်ညာဘက်ဂျမ်မှာဆိုရင်ကျွန်တော်ဒါရာဖဲလီယိုတို့လိုကစားသမားတွေကိုပိုင်ဆိုင်ပါတယ်ပေါ်တူဂီက quality မြင့်တဲ့ကစားသမားအများစုကိုပိုင်ဆိုင်တော်လဲတိုက်စစ်ကျွန်တော်ကွင်းလေကျွန်တော်အချိတ်အဆက်တွေအားဖြင့်အနှဲငယ်မြလိုအပ်နေသေးရလို့ကျွန်တော်တို့မြင်တယ်ဆိုတော့ဒီနေရာမှာဒီနှစ်သင်းကဘယ်အသင်းကအနိုင်ရသွားမှာလဲနောက်တစ်ချက်ကပေါ်တူဂီရဲ့ခံစစ်တန်းကိုကျွန်တော်တေချာပေါက်စောင့်ကြည့်ရပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီရူဘင်ဒိုင်ယယ်နဲ့ကျွန်တော်ဒါရီနာတိုဗီဂါဆိုတာဒီကျွန်တော်ဒါပုံမှန်အားဖြင့်တော့ကောင်းတဲ့ခံစစ်မှုတွေဖြစ်ပေမဲ့လည်းကျွန်တော်ဒီကမ္ဘာဖလားမှာကျွန်တော်ဒါလေးပင်လေးကစားနေတာကိုကျွန်တော်တစ်ချက်တွေ့ရပါတယ်ဆိုတော့အဲ့ဒါမျိုးလေးပင်ကစားတဲ့အနေအထားမှာကျွန်တော်တို့ဒီတစ်ဖက်ကလမိုင်းယမတ်တို့လိုမြန်နှုံးမြင့်တဲ့ကစားသမားအနေနဲ့တွေ့လို့ရှိရင်အတော်လေးကိုအခက်တွေ့နိုင်ပါတယ်သို့တော့ကျွန်တော်တို့ဒီဘယ်ချမ်းမှာဆော့တဲ့ကျွန်တော်ဒါနူနိုမန်ဒက်စ်လိုကစားသမားတွေကိုပိုင်ဆိုင်ထားတာကလည်းဒါပေါ်တူဂီအတွက်အားသာချက်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဘယ်အသင်းကနောက်တစ်ဆင့်ကိုတက်သွားမှာလဲဆိုတော့တော်တော်လေးကိုခံမရန်ခက်တဲ့အနေအထားမှာရှိပါတယ်ဆိုတော့ဒီပွဲကတော့ကျွန်တော်က2သင်းပေါင်းတွင်ကို2ဂိုးအထက်မှာရှိမယ်လို့တော့ကျွန်တော်ခံမှန်းပါတယ်ဆိုတော့ပွဲချိန်အတွင်းမှာ2ဂိုးစီအသေးကျသွားမယ်ပွဲလို့တော့ကျွန်တော်ကတော့ခံမှန်းပေးလိုက်ပါတယ်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲနောက်တစ်ပွဲကတော့မနေ့6နာရီခွဲမှာကန်မယ်အင်ရှင် USA နဲ့ Belgium ကန်မယ်ပွဲပါဆိုတော့ဒီပွဲလည်းအတော်လေးကိုကြည့်လို့ကောင်းမဲ့ပွဲလို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဘောလုံးအဆင့်တန်းမှာ USA က Belgium ထက်မမြင့်ဘူးဆိုပေမဲ့လည်းဒီကမ္ဘာဖလားမှာကျွန်တော်တို့ဒီဒါပိုချက်တီနိုရဲ့ဥဆောင်မှုအောက်မှာ USA ကအကောင်းဆုံးခြေစွမ်းကိုပိုင်ဆိုင်ထားပါတယ်ဆိုတော့ကျွန်တော်တို့ဒါနောက်ဆုံး32သင်းအဆင့်ကိုပြန်ကြည့်တဲ့အချိန်မှာကျွန်တော်တို့ဒါ USA ကကျွန်တော်ဘော့စနီးယားကို2ဂိုးပြတ်နဲ့ဂိုးပြတ်အနိုင်ရလာတဲ့အသင်းဖြစ်ပါတယ်သို့တော့အဲ့ပွဲမှာကျွန်တော်တို့ဒီဒါ USA အဖြစ်ဘော့စနီးယားကိုအပြတ်သက်တာတယ်လို့ကျွန်တော်တို့ပြောလို့မရဘူးကျွန်တော်ဒါ shot on target 2ဂိုးလောက်ပဲရှိတဲ့အနေအထားမှာ2ဂိုးရအောင်သွင်းနိုင်တာကလည်းဒါ USA ရဲ့ဒါစကေးလို့ကျွန်တော်တို့ပြောလို့ရပါမယ်နောက်တနည်းအားဖြင့်ဒါအင်တန်ကန်ကောင်းတဲ့အနေအထားမှာရှိတယ်လို့လည်းပြောလို့ရပါမယ်ပြီးတော့နောက်တစ်ခုကတိုက်စစ်မှုဘယ်လိုကန်ပြန်ပါခြင်းမပါခြင်းကလည်း USA ရဲ့တိုက်စစ်ကိုစကားပြောသွားမယ့်အနေအထားမှာရှိပါတယ်ကျွန်တော်တစ်ဖက်ကဘယ်လ်ဂျီယံကတော့ကျွန်တော်round of ဒါ32အနေအထားမှာအာဖရိကရဲ့ကျွန်တော်အင်အားကြီးအသင်းဖြစ်တဲ့စီနီဂေါကိုဒါ3ဂိုး2ဂိုးဆိုတဲ့အနေအထားနဲ့ကျွန်တော်နောက်တစ်ဆင့်ကိုတက်လာတဲ့အသင်းဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာစီနီဂေါကဒါ2ဂိုးအနေအထားသွင်းပြီးတဲ့နောက်မှာဘယ်လ်ဂျီယံကဒါ3ဂိုးပြန်သွင်းပြီးတော့ဒီဆင့်ကိုရောက်လာခဲ့တာဖြစ်ပါတယ်ဆိုတော့တခုကျွန်တော်တို့ပြန်စဉ်းစားကြည့်ရမှာကဘယ်လ်ဂျီယံရဲ့ရွှေရောင်မျိုးဆက်အနေအထားမှာမရှိတော့ပါဘူးဘယ်လ်ဂျီယံကလည်းကျွန်တော်တို့ဒါအရန်ကြီးကို
တိုက်စစ်ခန်းစစ်မြန်ဆိုင်ရှိတဲ့အနေအထားမှာရှိမနေပါဘူးသို့တော့တစ်ခုစဉ်းစားရမှာကကျွန်တော်တို့ဒီဘယ်ဂျီယန်ကိုသမားဖြစ်တဲ့ဒါကော့ထရိုက်ကကျွန်တော်တို့ဒီဒါကမ္ဘာအဆင့်ကိုသမားအဖြစ်ရှိနေသေးပါဆိုတော့ဘယ်ဂျီယန်လားကျွန်တော်တို့ဒါ USA လားကျွန်တော်တခုတော့ဒေဂျာပေါက်ရွေးရပါလိမ့်မယ်ဆိုတော့ဒီအနေထားမှာကျွန်တော်ကတော့ဒါ potential အနေငယ်မြင်တယ်ကျွန်တော်ဒါ ancient USA ကိုကျွန်တော်အနေငယ်ကြိုက်မိပါတယ်ဒါကြောင့်မလို့ USA ကဒါ2 goal လောက်နဲ့ Belgium ကိုနိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ညီကိုတို့ရောဘယ်လိုထင်ကြလဲကိုယ့်ရဲ့အမြင်လေးတွေကိုကျွန်တော်တို့အားမနာတဲ့ comment box မှာရေးသွားလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ